ဆရာတော်ရှင်သူများဗျာမိကုံးမေးရှာခွင့်ပြုပါရှင်ဗျာတပည့်တော်ဒီမုဒ္ဒဝါဒကိုရှောင်လိုက်ပြီပေါ့ရှင်ဗျာရှောင်တဲ့အခါမှာတပည့်တော်လူငယ်တွေသိမဲ့အကျိုးအပြစ်လေးပေါ့နားလဲလွယ်မဲ့အကျိုးလေးတွေကိုပြောပြပြီးတော့မူပါဗျာမုဒ္ဒဝါဒချောင်းစင်းရှင်တခုပဲဦးသိပြောချင်ပါတယ်မုဒ္ဒဝါဒရှောင်လိုက်လို့ရှိရင်ကိုယုံကြည်မှုရှိတယ် confidence ဖြစ်တယ်ဟုတ်လားကိုယုံကြည်မှုရှိတယ်ကိုဘယ်သူမှကလင်ကကြီးကိုမကြောက်ဘူးလေမလင်ဘူးဘာနဲ့မှပတ်သက်ပြီးကိုမလင်ဘူးဆိုတော့ကိုယုံကြည်မှုရှိတော့အလုံးလုံးရတဲ့အခါမှာအားရှိတယ်အားပါတယ်တိနာပြက်နေတဲ့ပုံကိုတယောက်ကအလုံးလုံးရင်လေမတိုးမတန့်ဖြစ်တယ်နော်အလုပ်လုပ်တဲ့အခါမှာပြောစရာရှိတော့မှကိုရေးမပြောရဲဘူးကိုမအားနေချက်ရှိတာဟုတ်အားနေချက်ရှိတဲ့ပုံကမပြောရဲဘူးမလှုပ်ရဲဘူးလူလက်ထဲကိုသွားတာလဲရှက်တယ်ကြောက်တယ်အားနေချက်မရှိတဲ့ပုံကရဲဝံ့လှုပ်ရဲတယ်ပြောရဲတယ်ကိုမမရှိတာဒါယုံကြည်မှုပြေဝရှိတာလက်တွေ့အကျိုးပဲနော်တန်တရာအကျိုးတွေခဏထားတန်တရာလက်ပြည်တွေဘာညာခဏထားလောတရှိပြစ္ဆုတ်ပံကမလေးမညာပဲနေတဲ့ပုံကကိုယုံကြည်မှုရှိတယ်နောက်တစ်ခုကတော့ဗုဒ္ဓဘာသာတစ်ခုနဲ့ပြောမယ်ဆိုရင်မှန်သောစကားကိုအမြဲတမ်းပြောနေတဲ့ပုံကိုတရားကသစ္စာဆိုရင်သစ္စာဆိုလို့ရှိရင်အလွန်စူးချတယ်သစ္စာအစွမ်းထက်တယ်နော်အမြဲသစ္စာစကားကိုပြောလို့ရှိတဲ့ပုံကသစ္စာဆိုလို့ရှိရင်စွမ်းပါတယ်နော်သစ္စာစွမ်းတယ်ဒါသဘာဝကျတဲ့လက်တွေ့ကျတဲ့ဥစ္စာပြောပြတာတခြားအကျိုးတွေမပြောတော့ဘူးနော်မိကိုမေရှာခွင့်ပြုပါဗျာFacebook မှာမိကိုဖြစ်ပါရဲ့ဗျာဂတိတစ္ဆာတီတော်ခါဝဲဩဇာလင်းနဲ့ပေါ်စီတဲ့အိမ်နွယ်မြက်တစ်ပင်စေဘက်ဝင်အေးဟုကြားဖို့ပါရဲ့ဗျာတခါတလေမှာကိုဒုက္ခရောက်မဲ့ကိစ္စမတော်မတရားမဲ့ကိစ္စတွေမှာဂတိမတီဖြစ်ခဲ့ဘူးဆိုရင်အဲ့ဒီလူကိုဂတိတီရဲ့သူမဟုတ်ဘူးယုံအားတဲ့သူမဟုတ်ဘူးဆိုပြီးပြောကြပါရဲ့ဗျာဂတိအကြောင်းကိုရှင်းပြပေးတော်မူပါဗျာဂတိတီအောင်နွယ်မြက်တစ်ပင်တွေစေဘက်ဝင်အောင်ဘလို့ကျင့်ကြံအားထုတ်ရမလဲလို့ပြောထားပါရဲ့ဗျာခုနမှာအဖြစ်တွဲတော့ပါသွားတယ်နော်ခုနသစ္စာဆွမ်းထက်ရှင်နေဆိုရင်တော့အမြဲတမ်းမုဒ္ဒဝါဒကိုချောင်ချီမှုလိုတယ်မှန်သောစကားကိုပဲပြောမယ်ဒါဆိုရင်ဆိုလို့နှစ်ကြာလာတဲ့အခါမှာအစွမ်းထက်လာတာပေါ့နော်နှစ်ကြာလာတဲ့အစွမ်းထက်လာတယ်အဲ့တော့ခုနကထဲမှာပါဂတိဆိုတာပါလာတယ်ဂတိနဲ့မုဒ္ဒဝါဒမတူခုနအဋ္ဌာန်နဲ့နည်းနည်းဆင်တယ်ဂတိပေးလိုက်တယ်မလုပ်တော့ပါဘူးဆိုဂတိထားပေးလိုက်တယ်တကယ်ချင်းကဂတိပေးတယ်ပါဂတိပေးတော့တကယ်အမှန်ကန်ဂတိပေးတာပါတကယ်ချောင်းဖို့ဂတိပေးတာပါဒါပေမဲ့အကြောင်းမျိုးကြောင့်ပြန်ပြတ်သွားတယ်ဒါမုဒ္ဒဝါဒတော့မဆိုင်ဘူးနော်ဒါပေမဲ့ဂတိမတည်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ကိုယ်ကလေးနှက်မှုတော့အားနေသွားတယ်သူများယုံကြည်မှုကိုမခံရဘူးကိုယ်ကလည်းယုံကြည်မှုအားနေသွားစွမ်းအားမိုင်းပါဝါတွေကြာဆင်းသွားတယ်ခေါ်တယ်ဒါမုဒ္ဒဝါဒနဲ့မဆိုင်ဘူးနော်ယဟန်ထဲမှာယဟန်ဝင်းကြီးမှာလည်းပါတယ်လေဂတိပေးတယ်ဘာဂတိပေးလဲဆိုတော့စာထဲမှာတရက်ပါတာဆိုတော့ဝါဆိုမယ်ပေါ့နော်ဒါတခါကြီးဒီကျောင်းတိုင်းမှာဥစဉ်ဝါဆိုမယ်တခါကြီးကျောင်းမှာဥစဉ်ဝါဆိုမယ်ဂတိပေးလိုက်တယ်ပြီးဘုန်းကြီးကဝါမဆိုဖြစ်ဂတိပြတ်သွားတယ်အဲ့ဒါအာဘတ်တန်တယ်အဲ့ဒါကိုပါဠိစာပေထဲမှာပဋိတဝဒုက္ကလို့ခေါ်တယ်ဂတိပြတ်တဲ့ဒုက္ခအာဘတ်တန်တယ်မုဒ္ဒဝါဒနဲ့မဆိုင်ဘူးနော်ဂတိပြတ်တာတက်တက်ပဲရှိတယ်အဲကြောင့်မုဒ္ဒဝါဒဆိုတာကစပြောကြတဲ့ဟာကိုလိန်လိုတဲ့စိတ်နဲ့ပြောတာဂတိပေးတယ်ဆိုတာကလိန်လိုတဲ့စိတ်မပါဘူးတကယ်အမှန်ကန်လို့ကိုဂတိပေးတာဒါပေမဲ့စိတ်မနိုင်လို့ဖြစ်အကြောင်းမျိုးကြောင့်ပြတ်သွားတာအဲကြောင့်ဂတိနဲ့မုဒ္ဒဝါဒမတူပါဘူးလို့နော်အဲ့တော့အစွမ်းထက်ခြင်းနဲ့ဆိုရင်တော့မုဒ္ဒဝါဒလည်း6ပါဂတိတီအောင်လုပ်ပါဒါဆိုရင်တော့အစွမ်းထက်ပါတယ်ဒါပေမဲ့တစ်ခါတလေနဲ့တော့မရအောင်အမြဲတမ်းစောင့်စည်းနိုင်မှသာကြာလာတဲ့အခါမှာပဋ္ဌာန်းသဘောနဲ့ပြောမယ်ဆိုအာဒီဝနာတတိခေါ်တယ်အကျဉ်းကြီးများလာလေလေအစွမ်းထက်လာလေလေဆိုတဲ့မူဝါဒကိုတရားနားလည်အောင်လုပ်နော်တင်ပါဗျာ